အဲ့ဒီသူတို့တွေကဒုက္ခတွေနဲ့သစ္စာကံကိုခုချိန်ကြီးပွဲအောင်တကယ်တော့ရခိုင်မှာရောက်နေတဲ့ပိတ်ကလေးတွေကဒုက္ခတွေမဟုတ်ပါဘူးအာရဆိုတွေကပြန်ပြီးဆွဲထားတဲ့သစ္စာကံတွေဖြစ်ပါအာရဆိုတွေကိုအမြင့်ဖြုတ်နိုင်မယ်ဆိုရင်အဲ့ဒီဒုက္ခတွေဘဝမှာမလွတ်မြောက်ဘူးလားလွတ်မြောက်မလားအဲ့ဒီဒုက္ခတွေလွတ်မြောက်ဖို့အတွက်မွတ်စလင်တွေမှာတောင်းမရှိဘူးလားမွတ်စလင်တွေတတိရှိရိုဟင်ဂျာတွေကိုစိတ်ပေါ်ပြလိုက်ပါကုလသမဂ္ဂတတိရှိရဆိုရင်ရိုဟင်ဂျာတွေကိုမျိုးပုတ်ပြလိုက်ပါအဲ့ဒီလိုမဟုတ်ဘဲနဲ့ကဘာကြီးရဲ့စပွန်ဆာယူပြီးတော့မေတ္တာရှိတရားသစ္စာရှိတရားလူသားချင်းစာနာတရားရောက်လေကျုပ်တို့ပြည်ဒီရင်းကိုလာရောက်ဖတ်ဖတ်မယ်ဆိုလို့ရှိရင်တော့ကျုပ်တို့ပြည်သူတွေပေးတဲ့ပြစ်ဒဏ်ကိုခင်ဗျားတို့ကောင်းကောင်းကြီးခံပါမယ်နေပေါင်းများစွာပြည်သူတွေနဲ့အတူနေထိုင်လာခဲ့ကြတာအဲဆိုဘာမှပြဿနာမရှိဘူးလူမျိုးမတူဘာသာမတူလို့ရန်သူလို့သတ်မှတ်နေကြတဲ့ပြည်သူတွေမဟုတ်ဘူးအဲဒါဆိုတွေရိုဟင်ဂျာတွေသူတို့တွေဝင်ရောက်သွေးခွဲပြီးမှ2012မောင်တော်ရေခင်းကြီးရခိုင်ရေခင်းကြီးဖြစ်လာခဲ့တာအဲ့ဒီမောင်တော်ရေခင်းရခိုင်ရေခင်းကြီးကိုလည်းပဲအစိုးရအနေနဲ့ခုချိန်ထိသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ချမပြသေးသမျှကာလပတ်လုံးကဘာကြီးဟာအမှန်တရားနဲ့တခြားစီပဲဖြစ်နေမှာပဲအောင်တော်နဲ့ဘူးကြီးတော်ကတိုင်းရင်းသားပြည်သူကတရားမှာ2ယောက်3ယောက်ပဲရှိတော့ဘင်္ဂလိတွေကတရားမှာ90ကို98အုပ်ဆုံးသွားပြီကြီးစိုးသွားပြီလွှမ်းမိုးသွားပြီ2010မောင်တော်ရေခင်းကိုဖန်တီးတာကလားလားရခိုင်လားဒါဆိုလို့ရှိရင်အကြမ်းဖက်တာကလားလားရခိုင်လားဒါပေမဲ့ကဘာကြီးကအကြမ်းဖက်သမားလို့ဆွဲနေကြတာဘသူ့လဲတန်ကြီးဒီမေးရခိုင်သမိုင်းကိုဘလောက်လေးလာပြီးပြီလဲကွာဘန်ကီမူခမည်းရဲ့အရေးချင်းနဲ့ကဘာကြီးကိုမြတ်တအုပ်ချုပ်ရမယ်ဒီနေရာနဲ့တန်လားမတန်ပါဘူးခမည်းလည်းအာရှလားလက်ရန်ခမည်းလည်းအာရှလားလက်စတာဘန်ကီမူခမည်းလည်းအာရှလားကျုပ်တို့လည်းအာရှလားခမည်းတို့တွေကခုချိန်မှာစင်ပေါ်ရောက်လာတာပါဒီမဲ့တောင်ကိုရီးယားဆိုတဲ့နိုင်ငံသူနိုင်ငံသားတွေမြန်မာပြည်ရဲ့နောက်ကလိုက်ခဲ့88အရေးတော်ဒီမိုကရေစီခေတ်ပြောင်းတော်လာရတာဆွဲဆင်နွဲခဲ့တာခမည်းတော်ရဲ့ရှေ့ကြပါလေဗျာခမည်းတော်တွေရင်ထဲမှာမေတ္တာတွေသစ္စာတွေရှိအောင်ကျုပ်တို့ရင်ထဲမှာမေတ္တာတွေသစ္စာတွေအပြည့်ခင်ဗျားတို့မေးမဲ့မေတ္တာတွေသစ္စာတွေရှိပါတယ်ဆိုတဲ့သူတွေခွေးယူနဲ့အတူတိန်နဲ့ရဲမစင်ရိုင်းနဲ့တိန်နဲ့နေရဲမရဲပေါ့ဗျာကျုပ်တို့ကစင်ရိုင်းကိုမေတ္တာမဲ့နေတာမဟုတ်ဘူးခွေးယူကိုမေတ္တာမဲ့နေတာမဟုတ်ဘူးခွေးယူကောက်မှကြောက်လို့ကာကွယ်နေလားစင်ရိုင်းအနေမခံနိုင်လို့ကာကွယ်နေလားကာကွယ်ခြင်းနဲ့ကိုးကွယ်ခြင်းမကွဲတဲ့ပုဂ္ဂိုလ်တွေကကျုပ်တို့ဘုရားသာတော်တွေကိုတောင်းပြမမြောင်ပြမနဲ့မှတ်ထားဓမ္မပြည်အချုပ်ချာအာဏာကိုဓမ္မပြည်သူတွေပိုင်ဆိုးရမယ်ဓမ္မပြည်ရဲ့အချုပ်ချာအာဏာကိုဝင်ရောက်ဆွတ်ဖက်သူမှန်သမျှဒီလိုရာရေးကိုဖြစ်ရှင်းဖို့အတွက်ကောင်းဆုံးဒီလကသစ္စာဘဂီမောတခိုင်သမိုင်းကိုဒီလောက် Mrs. ဂျန်ကြီးလီတခိုင်သမိုင်းကိုဒီလောက်အရင်အနိုင်ကျင့်ပြီးတော့ဥအောင်
ဒီလိုသမိုင်းကိုမလိမ့်လာပဲနဲ့တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်တိုင်းရင်းသားတွေရဲ့ဖန်တီးခွင့်တိုင်းရင်းသားတွေရဲ့ကံကြမ္မာကိုဝင်ရောက်ဆွတ်ဖွက်နေတာတိုင်းရင်းသားတွေရဲ့ကံကြမ္မာကိုဝင်ရောက်ဖန်တီးနေတာဟာကုလသမဂ္ဂလူကြီးလူကောင်းတွေရဲ့အလုပ်လားဟုတ်ပါဘူးအဲကြောင့်မျိုးစောင့်ဦးတွေကိုပြောမျိုးစောင့်ဥပဒေဒီလောက်ချပြထားတာဒီကောင်မကတခုမှမလိမ့်လာပဲနဲ့ဟိုစွာကျယ်မတွေတင်ပြတာနဲ့လူကိုရေးနဲ့မညီဘူးဆိုပြီးတော့လိုက်ကန့်ကွက်နေတဲ့ကောင်မရောအမျိုးကောင်းသမီးဟုတ်ပါမလားဟုတ်ပါဘူးကုလသမဂ္ဂထိုင်ဝမ်ပေါ်မှာရောက်တယ်ဆိုပြီးကိုလူကြီးလူကောင်းလို့အောင်ပွဲမနေနဲ့ခမရကျုပ်တို့နိုင်ငံအတွက်တော့ဖာတယ်မပဲဗျဟုတ်ပါတယ်ဗျခမရစိတ်တော်လို့ခမရကလားကိုပြင်ပေးပါကျုပ်တို့ရခိုင်ပြည်တော့ခမရရောင်းစားတယ်မဟုတ်ပါနဲ့ရခိုင်ပြည်ကျုပ်တို့ရဲ့ခန္ဓာကြီးရခိုင်ပြည်ကျုပ်တို့ရဲ့နောက်တစ်ကားပါဒီတစ်ကားပါကိုခမရတို့ဝင်ရောက်ချိုးပြမယ်မကြပါနဲ့ချိုးပြရင်တော့ထိုးနေပြီပါ1980နဲ့နိုင်ငံသားပြည်သူဒီကုလသမဂ္ဂဆိုတဲ့သူမျိုးစောင့်ဥပဒေဆိုလဲဒီကုလသမဂ္ဂဆိုတဲ့သူတို့တွေပဲကျုပ်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်သူတို့တွေပဲကျုပ်တို့ပြည်သူရဲ့ကံကြမ္မာကိုဝင်ရောက်ဖန်တီးဝင်ရောက်ချင်လဲနေကြ1980နှစ်ဥပဒေဟိုလူကခလုံးတိုက်ဒီလူကခလုံးတိုက်ဟိုလူကဝင်နဲ့ဒီလူကဝင်နဲ့ဟိုလူကတူးပြိုဒီလူကတူးပြိုနဲ့ကျုပ်တို့နိုင်ငံရဲ့အုတ်တိုင်းကအပလေးပဲခြံတာတော့အဲ့ဒါကိုကြားကံမပွဲဘူးဆိုရင်ပြိုမသွားနိုင်ဘူးလားအဲ့ဒါပြိုခံလို့ဖြစ်ပါမလားဖြစ်ပါဘူး1980နှစ်ဥပဒေကို1980နှစ်နိုင်ငံသားပြည့်ခွင့်ဥပဒေကိုပြင်ရင်တဲ့သူ1980နှစ်နိုင်ငံသားပြည့်ခွင့်ဥပဒေအုတ်တိုင်းကိုကင်တော့သူ1980နှစ်နိုင်ငံသားပြည့်ခွင့်ဥပဒေကိုချိုးပြသူ1980နှစ်နိုင်ငံသားပြည့်ခွင့်ဥပဒေအုတ်ရိုးကြီးကိုပေါက်တွင်းသူတို့ညာရေးအစိုးရတစ်ခုနဲ့မရဘူး။ဘာကြောင့်လဲ။ဖြစ်တာကိစ္စစကားအစိုးရကရိုဟင်ဂျာနဲ့ပတ်သက်လို့အောင်မကြည့်ခဲ့ကြတယ်။ဒီကနေ့အစိုးရကယက်တိချက်မှန်နဲ့ဆိုရင်လည်းပဲဒီရိုဟင်ဂျာအရေးပါဝင်ပတ်သက်နေတဲ့လူတွေဟာနိုင်ငံရေးသမားတွေဖြစ်နေတယ်။ဒီတော့ရိုဟင်ဂျာအရေးအစိုးရရဲ့အရေးတွေမဟုတ်ပါဘူး။ပြည်သူတရက်လုံးရဲ့အရေးဖြစ်ပါတယ်နိုင်ငံသူနိုင်ငံသားအားလုံးရဲ့အရေးဖြစ်ပါတယ်ဒီနိုင်ငံမှာနေပြီးတော့ဒီရိုဟင်ဂျာအရေးကိုဝင်ရောက်မရပ်တည်ဘူးဆိုလို့ရှိရင်အဲ့ဒီပါတီအဲ့ဒီအဖွဲ့အစည်းအဲ့ဒီနိုင်ငံသားတွေဟာဒီမြေပေါ်မှာနေသင့်ပါဘူးနေသင့်ပါဘူးရိုဟင်ဂျာအရေးပြည်သူလူထုတဦးတယောက်ချင်းအရေးဖြစ်ပါတယ်မြန်မာပြည်မှာနေပြီးတော့မြန်မာရေကိုတောက်မြန်မာဆန်စားနေတဲ့သူမှသာများမြန်မာပြည်ကိုတစ္ဆာစောင့်သိဖို့မလိုဘူးလားလိုပါတယ်ဗျာမြန်မာပြည်ကိုတစ္ဆာစောင့်သိမယ်ဆိုလို့ရှိရင်အခုလိုကုလသမဂ္ဂကလူခွေကိုအကြောင်းပြုပြီးတော့အနိုင်ကျင့်နေတာကိုအခုချိန်ကြီးလက်ပိုက်ကြည့်နေလို့ဖြစ်မလားဖြစ်ပါဘူးကျုပ်တို့လမ်းပေါ်ထွက်ပြီးတော့အပူခံနေတဲ့ပြည်သူတွေလို့တသားရီရှိတဲ့အကြောင်းပြသဖို့မလိုဘူးလားလိုပါတယ်ဗျာတော့စကားအဲ့ဒါဖြေပါမယ်ရိုဟင်ဂျာရေးမှာပြည်သူတွေဘက်ကဘယ်သူတွေကရက်တည်နေလဲမြို့သားရေးမှာဘယ်သူတွေဟာအတူအထိုက်ပြုရမယ်ဖြစ်တယ်လေအမျိုးဘာသာသာသနာအတွက်ဘသူဟာအကူရတဲ့သူဖြစ်တယ်လေဆိုတာရိုဟင်ဂျာရေးမှာဖြေပေးတော့ဖြစ်ပါတယ်
အားလုံးဘဝညာအမိကပင်ကလိန်တွေရဲ့ကလိန်ကပြည့်ပေးပါဝေးကြပါဦး